သမီးမသွားတတ်ဘူးလား ဒီလိုဖြစ်တာတမီးကိုဘယ်ဘလို့တက်တာတော့ဆိုတော့အဲ့ဒီဟာဘယ်ပိုက်စားရဲဆိုလို့တပည့်ဆိုဘာကိုသွားပြီးတော့တာဘလို့ပြပြလာပါပြတော့ဦးဒီဝရရီဘယ်စိတ်တွေပြအောင်ပြီးတော့တက်ပြီးတော့အဲ့ဒီဘာပြုတ်ခဲတာ အမလေးကလေး ပြီးတော့ပြပြပြုတ်ပြန်တော့တာပြပြတော့ကြာတပည့်မခေါ်ဘူး အမလေးကလေးရေ ပြပြတပည့်တော့တဲ့တပည့်မတရားပြီးပြီးတော့ပြောသူလို့တပည့်ဒီပါရစီကိုရက်စက်တာများသူပြန်လဲကြအောင်တပည့်ကို အေးပါဟုတ်ပြီပါပဲကြာပြီနော်ကြာပြီနော် ကြာပြီနော် တပည့်တဲ့ထုတ်ပြီးတော့ဖျောင်းလာရဲ့အမွေးဖျောင်းလာပြီးတော့ပူစာကြာပြီ အေးပါပူတယ်ကမေးကိုလည်းပူတယ်မယ် မင်းလေးဖြစ်သွားပါအေးဟုတ်ပြီ မမေးသွားပါဆိုပြီးတော့ အချာကြီးလူတွေအကုန်လုံးသွားပြီးတော့လောက်ကပါပဲပဲလိုက် အေးပါလေးရေ ဘယ်လိုတီးရတယ်လို့ပါ အေးပါလိမ္မာနော်မင်းဒီရအောင်လုပ်ပြီမနော် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အေးပါ ကြာလေးမင်းကလေးလားသမီး ကြာလေးမင်းကလေးပေါ်ပြီ သွားပြီးတော့ အေးသွားတယ်အဲ့မမွားတော့လားအဲ့မမွားတော့လားအေးအဲ့လိုလိမ္မာနော်သွားတယ်နော်ဒီပြေသွား ကြာရင်အဲ့ဒီတွေကစောက်တယ်ပဲ အေးပါအေးပါအေးပါတမီးရ အဲ့ကလေးပါလျောခေါ်ပြီးအဲ့ကလေးပါလျောအတရားပါရက်ခိုင်းပြီးတော့ အေး အကုန်လုံးတရားပွဲကျဆိုင်တွေပေးပြီးတော့အကုန်လုံးဘသူမှမချင်အောင်ဒီတာဘွားလူတွေအကုန်လုံးခေါ်ပြီးတော့လိုက်ပြီးလူတွေဝိုင်းပြီးတော့အဲ့ဒီတိုင်းမှာလောက်က အေးပါအေးပါဖောင်းပြီးတော့လောက်ပေးမယ်လောက်ပေးမယ်သူတို့က ဟုတ်ပါပါတော့ အေးပါတမီးကျအောင်လုပ်ပေးမယ်နော် ရရှိလို့ပါအဲ့ဒါပြီးတော့တရားအမေကိုဘေးကပြောလေဆိုတော့အဖာကြီးကိုလေ အေးအေး သူရတီတီတော့တယ်ဘလို့ပါတယ်ဘာလို့တော့ဆိုတော့ တမီးတည်ရလား တပည့်ကတိတယ်လေတပည့်ကတပည့်ရဲ့ဓာတ်ကိုပေးခဲ့ပြောလေခြေထောက်တွေတက်တယ် ဟုတ်လားအမလေးတမီးရမသိလို့ပါနော် အဲ့ဒီတပည့်အစားတယ်ပြီးတော့တော့တဲ့ဘာလို့ဒီလိုသူ့စီကိုလိုက်လာအဲ့မချက်သားရောက်တဲ့မိတော်ကိုလိုက်လာ အော်အေးဟုတ်တယ်တည်တယ်အဲ့လိုတွေလည်းတည်တယ်လိုက်လာတာတည်တယ်အေး ဘယ်ချီပြချင်းအဲ့လိုအဲ့ဒီဘေးရဲ့အဲ့ရတားပြီးတော့ယောက်ျားလေးပတ်တဲ့အမျိုးတွေအကုန်လုံးလိုက်ပြီးတော့ အဲ ဒီမှုဆိုပဲပါ အကုန်လိုက်ပေးရမယ်အေးလိုက်ခဲ့မယ်နော်လိုက်ပြီးလုပ်ပေးမယ်တမျိုး လာပြီးတော့တယောက်ကျန်ပြီးတော့မယူဘူး အော်အေးအကုန်လိုက်ခဲ့မယ်လိုက်မယ်တမီးတော့အကုန်လိုက်ခဲ့ပေးမယ်တမီးသွားလာတယ်နော်လက်ပြချင်းလေးတနာတော့နော် ဒီသွားပြီးတော့ အေးအေးလိမ္မာတယ်နော်တမီး တာပေါင်းလုပ်ပေးမယ်နော်စိတ်မပူနဲ့စိတ်မပူနဲ့ အေးလိုက်ခဲ့မယ်လိုက်ခဲ့မယ် ကောင်းပြီတော့ကောင်းပြီတော့ လိုက်ခဲ့မယ် အေးစစ်စစ်သွားစိတ်ချမ်းသာကိုချမ်းသာသွား ပြောနိုင်တာဟဲ့ ဒါမှမဟုတ်